ကိုဘောလေးပါဆရာတော်လည်းတော်မယ်တော်မယ်မနေ့ကလို့လည်း view တွေကတော့အဲ့လိုပါတော့လာအိုးကျေးဇူးတော်ခွက်ပလာရှန်လက်ရှိပါ၏ဆိုတာမျိုးပဲလာရတော့ဗျာဒီနေ့တော့ကျွန်တော်တို့ရဲ့ guide ရယ်သူစားပါမယ်ဒီနေ့နိုးလာတော့မနေ့ကတော့ခေါင်းကိုက်ပြီမဲ့နည်းနည်းတော့ကိုက်ပြီနော်ကိုက်ပြီဆက်ကိုက်ခေါင်းတော့နည်းနည်းကိုက်နေတယ်ခုချိန်ဒီမနေ့နိုးလာတဲ့မနေ့ခင်းလေးမှာတော့တောင်တက်ဖို့သွားရပြန်မှာဟုတ်မယ်ဒါပေမဲ့ဒီနေ့ကဆရာဒီမှာပြန်လာမှာနော်ဒီနေ့က rest day ပုံစံဒီနေ့ကဟောပဲတက်မှာ6နိုင်လောက်ပဲတက်မှာဒါမှအသွားအပြန်6နိုင်လောက်ပဲတက်မှာခဏလေးပဲတက်မှာဒီနေ့ကတော့နမ်ဂျင်းမြို့တော့တကယ်လာပါဗျာဒါမြို့ပြောမလားရွာပြောမလားမြို့ပြောဘူးနော်ပြောတယ်ပို့တူပါရဲ့နမ်ဂျင်းမြို့ကြည့်တော့နင်းနေအမတော့ဟိုပါလေမြူတွေမကြောက်စမ်းမှာတောင်းနေပြည့်တယ်ဟာတကယ်ကျေးဇူးတော်ပဲနေရတဲ့ဟိုတယ်ကလည်းအပေါ်ကြီးမှာဆိုတော့တခြားလမ်းမြင်ရအကုန်လုံးဒီမြို့မှာနဲ့ပူအေးဟာ2 degree Celsius ပဲရှိနာဆိုလေကရတဲ့နေရနမ်ချမြို့ရSagamanta National Park တဲ့ဟိုဘက်မှာတော့စစ်တပ်ရှိဟိုဘက်မှာတော့စစ်တပ်ဒီနေ့ကဒီမြို့ရဲ့ view point ကိုလာပြီးတော့ explore လုပ်မှာပေါ့နော်မနေ့ကမှခရီးဆက်မှာဒီလူကတော့ Mount Everest ကို first summit လုပ်တယ်လူတဲ့ဒီမှာတော့သူ့အကြောင်းနဲ့ရေးထားနော်မမြင်တော့မမြင်ရဘူးထင်တယ်တော့ရက်တက်လာပြီးတော့နောက်မှာဘာထမောင်ဆုံးတွေ့ရတဲ့ Queen ပြည်ကြီးပါလွမ်းချင်တယ်လို့တော့ဖြစ်သွားတယ်လို့ Queen ပြည်ကြီးကင်းလေးပါနိုးပါတိမ်မြေပေါ်မှာပါရှိလဲတိမ်မြေပေါ်မှာတောင်တန်းနေရှိတယ်တိမ်မြေပေါ်မှာကျွန်တော်ရှိတယ်ခုလို့ဆိုတိမ်မြေပေါ်မှာကျွန်တော်ရှိပါတယ်မင်းကြည့်နေတယ်ဟုတ်ပါဆက်ချခရီးများဆုံးထိရှောက်နော်ဆရာခရီးများဆုံးထိရှောက်ရှင်းနေကတော့ကိုရီးယားရှိမှာပါခင်ဗျာစဉ်းစားကြည့်ဒီမှာလဲကောင်ဘူးနာထွန်းလာရှိမှာပေါ့နော်ဈေးဝင်လဲတောင်တက်ရတောင်သားလဲတောင်တက်ရဘလုံးစောမယ်ဆိုရင်စဉ်းစားကြည့်ဘလုံးကိုရတောင်ပေါ်မှာပေါ့ဘောလုံးဆော့ပြီ warm up လုပ်ဆက်လို့ဟုတ်ပါအဲ့ဒီလာပြီးမှတခါလဲတန်းကြိုင်ကျွန်တော်ဆရာကြီးတော့အသက်ပြင်းပြင်းတော့မရှိဘူးကတ်တိုးလေးရှူမောရမီကန်ဟာကျွန်တော်တို့မောလို့တိတ်တော့ပဲချင်းရော်ရအဲ့လိုကြီးစင်းလာတယ်လာတော့မြင်တော့ဒါကြီးတော့မြင်တဲ့ထဲမှာပါပါတယ် so far ပါနော်ကျွန်တော်တို့ဒီနေ့3ရက်မြောက်နေ့ဒီနေ့ကအမှန်တော့ rest day ပြောကွာ rest day ဆိုတော့ပေါ် hiking လုပ်ပြီးတော့မှ view point နဲ့သွားကြည့်ရအမှကျွန်တော်တင်နေရင်းမောတယ်ပဲဒီနေ့ကပို့ပြီးတော့ခက်တယ်လို့ကြည့်လိုက်ပတ်ဝန်းကျင်မြူရေးကြီးပဲ
ကျွန်တော်ဆရာနောက်ဆုံးမှကြံခဲ့ကျွန်တော်ရဲ့ကိုင်ကတော့မှာပေါင်းပြီးအိတ်ကတဲ့လက်လေးထည့်ပြီးတော့မှာမခတ်မလေးစား တိုင်းရှိမှစီတာတောင်းတက်လဲစီတိုင်းတက်လို့အောင်မယ် လို့ပဲစတိုင်ရှိမစတာရှိတယ် တိုင်းရှိမှစီတာဖြစ်မယ် ကျွန်တော်ရဲ့ကင်မရာဖုန်းလေးတက်နေပါ ရှိမှစီတာဖြစ်မယ် ဒီနေ့ decision တစ်ခုမှာတော့ protein ဘာမှယူလာခဲ့မိတာပဲနောက်တစ်ခုထပ်မှားတာကျွန်တော်မှာ inna တမင်းကြီးကိုအနှွေးပါတဲ့ဟာဝယ်တော့ချွေးတဲ့တော်ရင်တိုင်းနဲ့မချောက်တော့ရတော့ဖျားလာမလို့ဖြစ်ဒီတယောက်တော့အသက်ရှူတော့ပုံမှန်ပဲဘာမှပြတ်တော့ Where is the airport? We go that way. ခေါ်တော့လင်းကွင်းဟုတ်လားဟယ်လီကော်ပတာပဲနေမှာပါဟိုလိုလင်းကွင်းတော့မဟုတ်ပါချင်းနေရတော့ဘာမှမရတဲ့အနေထားမှာ Too much cloudy. Okay. ဒါလင်းကွင်းလို့ပြောရပဲဟာမီ Kumjung Airport. Okay. airport Yeah. Before it's here. It's small one. It's one engine. Engine. It's one engine. It's hiking လုပ်တဲ့ချိန်ဒီလိုမြေကြီးလမ်းတက်ရတဲ့အရာတာတော့ဘာနေမှမလဲနိုင်မြို့ရည်ဘာမြင်ထက်ကရောက်မှာတဲ့လာတော့မရဒီလိုနဲ့တက်လာရင်ကနေမီတာဟာနာ3000ခုနှစ်ရာရောက်ခဲ့ပါပြီ So you and I are and nice. ဆောရအီးရယ်ကျွန်တော်ကင်မရာမန်တော့အရင်မှ cameraman. You in it. Nice. ဒီရည်ချေရတော့တော့ဘာဆောင်ရအောင်မသိဘူး Ah, darling, my dear. You want to take photo? Ah, one second. yes No. See the basket. Good. Wait. Okay. Yes. We are Yes. in a good condition. Oh, the only forget to there. thank you Yeah. မျိုးတွေဆိုင်ပြီးတော့နင်းရီလို့ခေါ်မလားမိုးလို့ခေါ်မလားဒီလိုကြားတယ် ကျမရေးအဓိကပဲ ကျမ်းမာရေးကျူဆိုင် ဟိုချက်ပြတဲ့3860ရောက်တယ် Look at this. Look at this. Let's fucking go. ဆရာရအောင်လုံးဝကြီးရအပြည့်ချွာပါပြီ ဒါကနောက်ကြိုင်နေမှာဟို microspide တွေပဲတပ်ပါပြီး tracking pole နဲ့လာဟိုမဲ style တော့ပြလို့ရ ဒါအမှန်ပဲဒါအမှန်ပဲ ကျွန်တော်တို့ကပြောလာတော့ view point လာပြောဒါမဲ့လို့ဆိုတော့ဘာမှမမြင်ရဘူးတို့လည်းဘာမှမမြင်ရ Okay, so this is Panorama Hotel. Panorama It's yoga. It's like a spray. It's anything, everything. And here it's very good viewpoint. Okay. very good view point but not for the moment So now everywhere is cloudy. very good view point Today is very bad weather. it's fine it's fine we will have some kind of day you know
အခြေအနေ ခြေနေကတော့ရွှေကြားပဲ တစ်ချက်မှရင်တစ်ချက်ပြောက်မှာနော်ကြီး အောက်ကဆောက်ဆောက်မှတ်ကြီးပြောတာ မိုးကအင်ဂျီတွေကတော့ လက်ကအေးလာပြီရော မိုးကအင်ဂျီကတော့အများတန်း ခိုင်းရကျလက် စောင်းထားရပဲ အေးထုတ်ကြတာလက်ကြောင် ဒီမှာလေး လက်ထိုင်တာလေ ဒီမှာလေးခုနကဒီမှာတွေ့ရော အထဲမှာတော့အထဲမှာပဲအကိုထုံတော့တွေ့ရနေပြီ Nothing can stop us yeah တရုတ်လိုပြောလိုက်မယ်ကြားယုံ Oh la 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 ဟိုလာလာရှော့တော့လို့မရတော့ဒီနေရာလေးကတော့နည်းရှိလိုက်အောင်ရှော့တော့လို့မရတဲ့နေရာလေးတော့တော့ဆရာကြီးကလုံးဝဆရာကြီး ဆရာကြီးတောင်းပြ ဆရာကြီးလုံးဝရှုပ်လို့မရဘူးဒီမှာလက်ကိုဘာပဲအခါနဲ့ထည့်ပြီးရှောက်ရဲဒါတော့ဆရာအမတစ်ချက်ရှုပ်ဆရာ ဒါလေးကဘာလေးလဲဒါလေးကကြောက်ကလေး ဆရာတရားလေးခုံချနိုင်ဘာဖြစ်မှာလဲ ဘာဖြစ်မလဲတော့ ဘာမှဖြစ်တော့နော် ခုံချကြည့်ရင်တော့သိမှာပါနော် ဒီပေါင်းကောင်းဆောင်ရှိရရှိတော့ဘာမှတိတ်မဖြစ်တော့ဘူးအဓိကတော့ဒီလိုမပြန်နေရှော့ပြအဓိကတော့မဖြားလာဘူးနော်နေမကောင်းဖြစ်မှာလဲဆိုရင်လည်းကျန်တာဒီနာဘာနာတော့ခြေတော့တစ်ဖက်ပြတ်သွားတယ်ကျိုက်တော့တယ် ခင်ဗျာ6လောက်กว่าရှိရင်မြင်းစီးရမှာခင်ဗျာမဟုတ်လားစီးရမှာလားတော့မစီးနိုင်ဘူးဟဲ့ဟဲ့ကို6လောက်ကိုနည်းနည်းဂီးဆိုင်မှာညဘက်အိတ်ခန့်ဒီထွန်းရွှေဝလိန် Fortress Lane နှိပ်ပေးနည်းနည်းပါနော်ကို6လောက်ကို massage လေးလုပ်ပေး ဆရာအများအားပြောတယ်ဝခုံးမွေးဖွားလာတဲ့ကြောက်ဆရာအဲ့ဒါ ဖြစ်နိုင်ရင်ဒါနည်းနည်းကြီးတယ်ဘူဖုံးမွေးရဲ့ကြောက်ရပြီနော် နေပေါ်ပါကျွန်တော်ဒီညာတော့ဟိုပါလေကန်ဆန်ကွေးကကြော်ညာတဲ့နေလားဟုတ်လားအမေတာအေးအမေကြိုက်တဲ့ကန်ဆန်ကွေးကဟုတ်လားကန်ဆန်ကွေးကတော့မီကိုလာတော့မသိဘူးတခုခုတခုခုပဲ nice ဟာ very nice ခြေလမ်းတိုင်းကမောတယ်ဆိုပေမဲ့ခြေလမ်းတိုင်းမှာဒီလို view တွေတွေ့ရတော့ကျင်းနေပါတယ်တန်ပါတယ် Complete today you are hiking. 60 Yeah. or 600 ဒါ ah yeah okay is Everest View Hotel right 3,860 meters. ဟိုပါ ဒီမှာလေရင်ကွင်းရှိရယ်ဟိုတက်ဘက်မှာဟိုတယ်ရှိရယ် Okay. ဒီဟိုတယ်ကိုဟယ်လီကော်ပတာနဲ့လာလို့ရတယ်ကျွန်တော်ဘယ်နှလောက်တက်လိုက်တာ9မိုင်တက်တာ ကိုကို 9နဲ့10ကို9မိုင်လောက်ပဲတက်ဟုတ်တယ်9မိုင်လောက်ပဲတက် ဒါမဲ့ တော်လေးမြင့် ဒီလိုကြီးတက်တာ 9နိုင်လောက်တက်ပြီးအပြီးမှာတော့ကျွန်တော်အမှတော့ view point လာတော့ view point အပြင်မှာ new design and then black tea ဟဲ့ဒီမှာတော့0 G နော် လက်နဲ့ကြိတ်တော့ 0 G ဒါပေမဲ့ဒါဟာနဲ့တွေ့တော့တော့ပြီးတော့မရှိဘူးအမဒါပေမဲ့တော့80 40လို့ရှိရင်အမဘောဒါ600ပဲ ဒါဟို 600ဆိုရင်ဟာတော့ပဲရှိတယ်မသိဘူး မတွက်ချင်တော့ကျွန်တော်ခေါင်းအလုပ်သိမလုပ်တော့ ခေါင်းနေကြိုက်နေ ဘူးကိုရဲအတွက်ချက်ကဝေမာခေါ်တဲ့နေကြ
နေမြပါလားရှေ့ကအဲ့ဒီ ကျွန်တော်တို့အခု museum ရောက်နေ While some were here from the start. ရုပ်ရှင်ကြည့်ပါမယ်ဟာ British accent နေ While the Sherpas were always here. 这边找那个 When I was a kid, Nanch was just traders and farmers. There is a local organization called SPCC or Sagarmatha Pollution Control Committee. SPCC for the last 35 years has been collecting trashes from all over the region. Every year they collect around 200 tons of solid ညနေမှာနေပြီးတော့မှသူကgeography photo နှစ်ခုရှိနှစ်ခုကဒီဘက်တစ်ချမ်းက1953နော်ဒါ2007ဒီလိုဆိုရင်1953ကိုရထားတဲ့ပုံအစင်းတော့2007 technology ကတော့ share လုပ်တယ် The Journey of the West ကြာပါလုံး VR နဲ့နော် fits, right? So what you do is that when you take it off, you take it off from the back side. Finish. So let's start in 2 seconds. And you can slowly turn and look where it is. No. No, let's. Yeah, so you remember like there was a police check post right before Namche Bazaar yesterday? Yeah, that's where you get the bag. You take it to Lukla. And did you come from Lukla? Yes. Yeah, so right after you left Lukla, there was the first police building, checkpoint, the big building. That's where you give it. Sure. Finish. It was amazing first time ပြီး ရသွားခြင်း Let's get ရန်သွားရှင်ရန်လာတော့ Okay, so just 比较稳稳这个不能用这样子去评量觉得你来这里，它这个垃圾回收的感觉，那个比较。 ဒီလိုရှုခင်းမှာဒီလိုဆင်းနေရတာဘယ်မောတော့မလဲနော်ဆက်ဒီလိုမောတာတွေပါပျောက်သွားတယ် It's getting busy. Phá này đi xem, ôi nhảy đi. Đã phá nó khó là xem. Video mà phá rồi nó xem, máy nó xem vậy. Còn đi lên sao sao chứ phải.
မင်းဘူးဘူးဟင်း ကျွန်တော်တော့အမြဲတမ်းဒါပဲစားဒါနဲ့ဒါပဲ နေရ ကျွန်တော်เนี่ยဘယ်နေ့ကြာပြီ3ရက်နော် တော့ရ 3ရက်မြောက်မှရေချိုးလိုက်နော်3ရက်မြောက်မှရေတစ်ခါချိုးလိုက်တော့လူကလမ်းဆန်တော့3ရက်မြောက်မှရေချိုးခေါင်းကက်တာပဲဖြောက်တာပြီးတော့အမလာထိုင်နေတာဒီလိုလေးဟိုကြည့်ဒီကြည့်ပေါ့ ကျွန်တော်တော့တက်ယူလာမယ်ကိုကော်ဖီတောက်ချင်တယ် တော့တက်ယူမလားကောင်းတယ်လေချက်ရေချိုးပြီးတော့မှနော် စီးစိမ်ခံစား ကော်ဖီလေးတောက် hot shower နော် hot shower after coffee อ่ะစောင်းရမ်းမိုက်စောင်းရမ်းမိုက် view อ่ะလေစောင်းရမ်းမိုက် I know the hotel ko tiba. There's something about your name which makes me cry holy. There is some other name. There is no other name. There is no other name. Jesus, your glory. Stand around dry earth into the one, the sun, the everlasting God, the everlasting God. ကျွန်တော်တို့ကောင်းတိုက်ချေအာကဲ မောင်ကိုရလိုက်တယ်မမကမောင်ကိုရလိုက်ပါလားမမကမောင်ကိုရလိုက်ပါမမကမောင်ကိုရလိုက်မမကမောင်ကို